ဒီကတော့ကျွန်တော်တို့ရဲ့လောက်ခွန်ပါဒီပုံနေပေါ့နော်ဒီကထွက်တယ်အခုလည်းထွက်တယ်အေးလည်းထွက်တယ်ပုံမျိုးတွေကျွန်တော်တို့ကဖြတ်စည်းရပေါ့ခုနဲ့ကြောက်လို့ခေါ်တာမဆိုရလို့ဆိုတော့အဲဒီဆက်တွေမော်အောက်သွားတာကြီးဒီမကောင်းတော့တာပဲဒီအဲ့လိုဆက်တွေပေါ့နော်ပုံပြန်ဖြတ်ပြီးတော့ဒီလိုရတဲ့ပြည်တွေပေါ့ဗျာဒီမျိုးစုပ်ပစ္စည်းတွေတော့ပြန်ပြီးတော့သုံးတာဆွေးစီကြတော့အဟောင်းတွေပြန်ရောင်းတာပေါ့တော့ဒီနေ့အိုဒီရှိရနေတော့ဟမ်ဒီလိုရတာလား这张啊，我给你了。သူကမင်းအဲ့ဟိုကနောက်ဆုံးကပုံနေတော့ဗတ်ခရဲမှရှိတော့တယ်ဒီနားမှာတော့ပုံပြီးသူ38မိနစ်9နာရီ38 9နာရီ40စက်အောင်ပါနော်အဲ့တော့ဒီကြရောက်လာဟိုအလုပ်ပြန်စားပြီဆိုတော့အလုပ်မစားခင်လက်တွေဝေးရတယ်ပေါ့နော်ဘာလို့ဆိုတော့ရေတွေဆိုးတယ်ပေါ့နော်ရေတွေဆိုးတယ်လက်တွေပါတွေထိခိုက်တတ်တယ်အားကြောင့်လက်ဆိုပြီးတော့လုပ်ရပါတယ်ဒါကတော့ခုနကရေသားဆက်တွေတသားတွေဖြုတ်တယ်ထွက်လာတဲ့အစိတ်ပိုင်းလေးတွေကိုကျွန်တော်ဘေးမှာရှိတဲ့ဒီပတ်တာလိုင်းကိုတင်ပေးလိုက်တယ်ပေါ့နော်ဒါကတော့လေသားဆက်တွေပေါ့ရောဆက်မှာကလေသားဆက်တွေကိုဖြုတ်တယ်နောက်ပြီးတော့လေသားဆက်တွေကိုတသားတွေဖြုတ်တယ်အဲဒီထွက်လာတဲ့ဖြုတ်ပြီးတော့ထွက်လာတဲ့အပိုင်းစားတွေကိုသူတို့ကကော်ရီဆိုရင်ကြိတ်တယ်ကြိတ်ပြီးတော့ပြန်ပြီးတော့တခြားရောင်းလို့ရတဲ့နေရာကြီးပဲပြန်ရောင်းတယ်ပေါ့နော်ဒီမှာလုံနေရတာသီးလင်ကတကယ်ချင်းပဲဖြစ်ပါတယ်အစားကတော့ဒီသားသက်တစ်လုံးဆိုရင်7မိနစ်ကနေ15မိနစ်လောက်လောက်ရရှိတယ်ပေါ့နော်အလုံးမျိုးစားပုံမူတည်ပြီးတော့ချိုလုံးနေရခတ်တယ်ချိုလုံးနေရလွယ်တယ်ပေါ့လွယ်ရတယ်ဆိုတော့7မိနစ်လောက်လုပ်ပြီးတော့ခတ်တာဆိုတော့15မိနစ်လောက်လောက်ရခုတော့လောက်သားကြပြီးတော့ခတ်တော့ဒီတစ်လုံးကို4မိနစ်ကနေ7မိနစ်ပဲကြာတော့တယ်ပေါ့နော်ဒီမှာရေသားဆက်အကြီးဆိုတာရေးရှိရပေါ့ခုဗီဒီယိုတော့မပါဘူးအဲ့ဒါကြီးကျတော့ကျွန်တော်တို့2ယောက်ကိုတစ်လုံးလောက်ရတယ်ပေါ့အခုလိုဆက်သေးတယ်လို့မဟုတ်ဘူးတစ်ယောက်တစ်လုံးမဟုတ်2ယောက်ကိုတစ်လုံးလောက်ရတာရှိရပေါ့နော်အဲ့ဒါကြီးကျတော့အစကတော့ကျွန်တော်တို့5မိနစ်ကနေ10မိနစ်လောက်ကြာတယ်အခုနောက်ပိုင်းတော့လုံးနေကြဖြစ်သွားတဲ့ခါကျတော့4မိနစ်ကနေ6မိနစ်လောက်ပဲကြာတယ်ပေါ့ဒီဆက်တွေကတရက်ကိုအလုံး300ကနေ400ကျော်500နီးပါးလောက်ကိုပြီးတယ်ပေါ့နော်ကျွန်တော်တို့ဖြုတ်တာကျွန်တော်တို့အခုအလုပ်သိမ်းပြီဆိုရင်ဆက်ရှိပိုင်းလုပ်တယ်ခါတော့ဘာပြည်နေတဲ့ဖုန်းတွေပါနေတော့ဒီပါဖုတ်တဲ့ဟာတွေဖုတ်လိုက်တယ်ပေါ့နော်ဖုန်းကြီးတို့ပြန်သိမ်းအလုပ်သိမ်းတယ်ပေါ့ဗျာဒါကတော့ဗီဒီယိုဆုံးအဆုံးပေါ့နော်သူဒီကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်